အားလုံးပဲမင်္ဂလာပါကျမဒီနေ့မှာတော့စက်တာမှွားကြော်လေးလှုပ်စားပါမယ်ကျမဒီစက်တာလေးတွေသုံးမယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျမစက်တာလေးတွေပြုတ်ပြီးတော့ဖယ်ထားပါတယ်အေးခန္ဓာပြီးသွားလို့ရှိရင်ကျမဒီစက်တာလေးတွေနှွှင်ပေးမယ်ပေါ့နော်နှွှင်တဲ့ခါမှာလည်းကျမကရန်ကိုမထူလုံးမပါလုံးတဲ့အနေထားလေးပေါ့နော်ဒီလိုလေးနှွှင်ပေးပါတယ်တေချာလေးနှွှင်ထားပေးပြီးသွားပြီဆိုလို့ရှိရင်ကျမတို့စကြော်ဖို့တက်ပြင်လို့ရပါပြီဒီညမှာကျမကအိုးတဲ့ကိုစီထည့်လိုက်တယ်ပေါ့နော်စီလေးစုပွားလာပြီဆိုလို့ရှိရင်တော့ကျမစက်တာလေးထည့်မယ်မှွေးမှုတက်ဆိုရင်တော့ကျမတို့စက်သွန်လေးပါထည့်လို့ရတယ်ပေါ့နော်ကျမကစက်သွန်ကြော်လေးမကြိုက်တာဖြစ်တဲ့ကြောင့်စက်တာကြီးပဲတီးတန်းကြော်မှာပါအဲ့တော့စက်တာလေးပဲထည့်လိုက်ပါတယ်စက်တာလေးကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်စီနဲ့ရောသမားမှွေပြီးတယ်ပေါ့နော်မှွေပြီးသွားပြီဆိုလို့ရှိရင်အယောင်လေးရဲလာတဲ့အထိကိုကျမတေချာလေး22အောင်ကြော်ပေးပါတယ်အကေးကိုကဒီညမှာအဆက်ကြိုက်တယ်ဆိုလို့ရှိရင်တော့အဆက်ထည့်လို့ရတယ်ပေါ့နော်ကျွန်မပထမဆုံးအနေနဲ့အရသာမုံနဲ့စားလေးကိုထည့်လိုက်ပါတယ်ပြီးတော့ကျွန်တော်ငရုတ်သီးမှုန့်လေးထည့်ရပေါ့နော်ခွဲချမ်းဘတ်လေးကြိုက်တယ်ဆိုရင်ခွဲချမ်းဘတ်ကိုများထည့်လို့ရတယ်ပေါ့နော်ကျွန်မဒီညမှာတေချာလေးမှုှေပေးပါတယ်ငရုတ်သီးမှုန့်လေးတွေနဲ့ပါအဲ့တော့ကျွန်မကအရန်လဲအဆက်ကိုတိတ်ပြီးတော့လည်းမစားဘူးဆိုတော့နည်းနည်းလေးပဲထည့်ရပါတယ်ငရုတ်တီရဲ့စက်တာရဲ့ကပေါ့နော်တစ်ထက်တည်းရတော့အောင်လို့ကျမတို့တီချာလေးနှက်နေအောင်ကြော်ပေးဖို့လိုပါတယ်ဒီညမှာမကတ်အောင်လည်းသတိထားပေးဖို့လိုတယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့အရန်ကိုအရသာရှိတဲ့တက်မွားကြော်လေးရပြီပဲဖြစ်ပါတယ်